ဒီရက်ပိုင်းမှာရေးဖြစ်တဲ့ project လေးတစ်ခုဖြစ်ပါတယ်ဒါကတော့ project ရဲ့ဖွင့်ပြမှာမြင်ရမယ် home page ပါပြင်မစာမျက်နှာ page မှာဆိုလို့ရှိရင်ဘာလို့ရှိမှာလဲဆိုရင်ဒီနေ့ရောင်ရငွေတွေရှိမယ်ဒီနေ့ဘယ်လောက်ရောင်ရတယ်ဘယ်လောက်မြက်တယ်ပြီးရင်ကိုယ့်ရဲ့ဆိုင်ထဲမှာဘယ်ပစ္စည်းတွေကလက်ကျန်နေရလဲဆိုတာကိုဒီမှာလာပြီးတော့ကြည့်လို့ရမယ်ဒါကတော့ကိုကဒီရက်ဒီမှာပေါင်ရှာအဖြစ်ဘယ်လောက်ရောင်ထားလဲဘယ်လောက်အဆောင်ရောင်ထားလဲဆိုတာကိုဒီမှာလာပြီးတော့ကြည့်ရမှာပါဒီမှာအရောင်စရမှာဆိုလို့ရှိရင်လည်းနောက်ဆုံး9ရက်ရဲ့ရောင်အားကိုဒီလိုမျိုး graph ပုံစံနဲ့ရေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ရောင်ရဆုံးပစ္စည်းတွေကိုလည်းဒီမှာလာပြီးတော့ကြည့်လို့ရပါတယ်ဘယ်ပစ္စည်းတွေကရောင်အားအကောင်းဆုံးလဲဆိုတာကိုဒီမှာကြည့်လို့ရအောင်လုပ်ထားတာပါအဓိကဒီ project တွေကကြတော့ကိုယ့်ရဲ့ inventory ပစ္စည်းပေါ့နော် inventory အဝင်အထွက်ကိုသိလို့ရသိနိုင်အောင်ရဲ့ပြီးအရောင်မှတ်တမ်းတွေဒီတရားကိုသိနိုင်အောင်ရေးထားတာဖြစ်ပါတယ်ဒီမှာ inventory page မှာဒါတွေပါမှာတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆိုင်တွေကိုပစ္စည်းတွေအသေးရောက်ပြီဆိုလို့ရှိရင်ဒီမှာအသေးထပ်ထည့်မယ် invoice တွေကပစ္စည်းတွေဒီမှာလာပြီးတော့ရေးထည့်ရမှာဖြစ်ပါတယ်ဒီမှာပစ္စည်းအသေးရောက်ထည့်ရင်အဝယ်စရာဘယ်လောက်ရောင်းအားကရောင်းစေးကဘယ်လောက်ဒီလိုမျိုးရမှာပါပြီးရင်လက်ရှိအပြင်ပေါက်တရားဘယ်လောက်ရှိပြီလဲဆိုတာကိုလည်းဒီမှာလာပြီးတော့ရေးလို့ရပါတယ်ပစ္စည်းဒီနေ့ဆက်ဆောက်ဆုံးရောက်ပြီဆိုရင်တရား market price ကမထည့်လည်းရပါတယ်ဒီကပစ္စည်းဘယ်လောက်ခုရောက်ပြီလဲဆိုတာကိုလည်းဒီမှာလာပြီးတော့ရေးမယ်ပြီးရင်တိုင်းဆန်းမယ်ဆိုပြီးနှိပ်လိုက်လို့ရှိရင်ထည့်လိုက်တဲ့ဟာလေးတွေကရောက်လာမှာဖြစ်ပါတယ်တကယ်လို့ပစ္စည်းဈေးနှုန်းတွေကအပြောင်းလဲဖြစ်နေပြီဆိုလို့ရှိရင်လည်းဒီမှာလာပြီးတော့ဈေးကွက်ပေါက်ဈေးကတော့6500မဟုတ်တော့9000ဖြစ်နေပြီဆိုလို့ရှိရင်လည်းဈေးနှုန်းကွာရှားချက်ကိုဒီမှာကြည့်လို့ရအောင်လုပ်ထားတာဖြစ်ပါတယ်ဒါကတော့ ပစ္စည်းတွေရောက်ပြီဆိုရင်အသစ်ထည့်တဲ့ function မှာတကယ်လို့ကိုယ့်ရဲ့ဆိုင်ထဲမှာပစ္စည်းတွေအများကြီးရှိတယ်ဒီလိုမျိုးပေါ်ဆွဲအောက်ဆွဲနဲ့ရှာလို့အဆင်မပြေဘူးဆိုလို့ရှိရင်ဒီလိုရိုက်ပြီးတော့လည်းရှာလို့ရပါတယ်လို့ရပြီးတော့ဒါကတော့ search function လေးကိုအသုံးပြုထားတာပါဒါကတော့ browser မှာ run လာဖြစ်တဲ့အတွက်ကြောင့်မို့အကွယ်ရေးကိုရဲ့ browser ကအကြောင်းတစ်ခုခုကြောင့်ပြည့်စည်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုး Excel file အနေနဲ့လည်းတင်ထားလို့ရပါတယ် Excel file အနေနဲ့ဒါကတော့ download ဆွဲထားပြီးတော့နောက်ထပ်ပြန်ပြီးတော့အသစ်ထည့်ခြင်းလည်း import လုပ်လို့ရတဲ့ function တွေပါထည့်သွင်းပြီးတော့ရေးထားတာဖြစ်ပါတယ်ဒါကတော့ Excel format နဲ့မြင်ရမယ့်ပုံစံလေးပါ Excel မှာထပ်ပြီးတော့အသစ်ထည့်ခြင်းလည်းရပါတယ် Excel မှာပြန်ပြီးတော့ထည့်မယ်ဒီလိုမျိုးဆက်ပြီးတော့ဒီဘက်က project မှာသွားပြီးတော့ import လုပ်လို့လည်းရပါတယ် import function ကိုထည့်ပြီးတော့သုံးမယ်ဆန္ဒကဆင်းတဲ့ project လေးကိုပြန်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင် Excel ဘက်မှာထည့်ခဲ့တဲ့ item လေးကဒီမှာပြန်ပြီးတော့ရောက်လာတာကိုတွေ့ရမှာပါသူ့ကိုလည်းတကယ်လို့ဈေးတွေပါတွေတက်သွားပြီဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်9000ကနေ9500ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းဒီလိုလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဈေးနှုန်းကွာရှားချက်9000ရာခိုင်နှုန်းအပြင်900ရာခိုင်နှုန်းဒီလိုကြည့်လို့ရပါတယ်တကယ်လို့ပစ္စည်းတွေကဈေးနှုန်းမတူတော့လို့အရောင်းအားတွေကရောင်းဈေးကပြန်ပြီးတော့ပြောင်းမယ်ဆိုလို့ရှိရင်လည်းအတင်းလုပ်လို့ရပါတယ်ဒါကတော့ inventory page ပါအရောင်းမှတ်တမ်းမှာဆိုလို့ရှိရင်လည်းဟိုကဒီနေ့ဘာတွေရောင်းရလဲဆိုတာကိုဒီမှာလာပြီးတော့ယူလို့ရပါတယ်အရောင်းပေါက်ရှာပေးပြီးဆိုရင်ဒီမှာရကဒီလိုရောင်းရရင်လည်း inventory page မှာ inventory page မှာသူကအလိုအလျောက် shop ပေးသွားမှာဖြစ်ပါတယ်ဒီကပစ္စည်းစင်းရဲနဲ့အရောင်းစင်းရဲကိုသိအောင်လို့ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။အရောင်းစင်းရဲမှာဆိုလို့ရှိရင်လည်းကိုကအရောင်းမှတ်တမ်းတွေကပြတ်သွားလို့ရှိရင်ပြန်ပြီးရခါကျတော့data တွေမပြောက်သွားအောင် Excel နဲ့ပြန်ပြီးတော့ထုတ်လို့ရတဲ့ပုံစံကိုလုပ်ထားတာပါ။ဒါကတော့အနှစ်ချုပ်စီရင်ခံစားပါ။ daily အလိုက်ရောင်းအားငွေတွေ monthly အလိုက် yearly အလိုက်ရောင်းအားနဲ့
အဝယ်တွေအမြတ်တွေကိုသိအောင်ဒီမှာစီရင်ခံစာ page မှာတူတူတည်းတည်းကြည့်လို့ရအောင်ဖန်တီးထားခြင်းပဲဖြစ်ပါတယ်